ဒီမျိုးသမီးကအိမ်ပြန်ဖို့ဘတ်စကားပေါ်ခုလေးတင်တက်လာခဲ့တာပါမျိုးသားတွေအားလုံးကသူတို့ထိုင်ကုန်ကိုဖယ်ပေးကြပေမဲ့သူမကဘသူ့ဘေးမှာမှမထိုင်ချင်ခဲ့ပါဘူးအဲ့ဒီနောက်ထိုင်ကုန်တစ်ခုပေါ်မှာထိုင်နေတဲ့ခွေးတစ်ကောင်ကိုသူမသတိထားမိလိုက်တယ်သူမကခွေးကိုရွှေ့ခိုင်းဖို့စဉ်းစားလိုက်ပေမဲ့အန်သားစရာကောင်းတာကခွေးကသူမကိုစပြီးဟောင်းပါလေရောဘသူမှအဲ့ဒီခွေးရှိတဲ့နေရာမှာသွားထိုင်ဖို့တတိမရှိကြပါဘူးမျိုးသားတွေကသူမကိုခွေးနဲ့သွားမရှုံးနဲ့နော်လို့တတိပေးကြတယ်ဒါပေမဲ့အမျိုးသမီးကအားလုံးကိုလက်လူရှုလိုက်ပါတယ်သူမကခွေးစီတန်းသွားပြီးဘေးမှာဝင်ထိုင်လိုက်တဲ့ခွေးကစိတ်ဆိုးပြီးကြက်လောင်စွာဟောင်းတော့ပါပဲသူမကိုထိုင်ကုန်ပေါ်ကနေတွန်းထုတ်ဖို့စူးစမ်းပါလေရောဒီမြင်ကွင်းကိုကြည့်ပြီးအားလုံးကရဲကြတယ်အမျိုးသမီးကစိတ်ဆိုးပြီးခွေးကိုပြောင်းငေါက်လိုက်တဲ့ခွေးကကြောက်သွားပြီးနေရာဖယ်ပေးလိုက်တဲ့ရင်မောင်းတောင်လန့်သွားပါတယ်သူ့ခွေးကိုဘသူမှထိနိုင်မယ်လို့မထင်ထားခဲ့ဘူးသူကအခွင့်ကောင်းယူပြီးကောင်မလေးကိုရုပ်ရှင်ကြည့်ဖို့ဖိတ်လိုက်တဲ့အားလုံးကသူမညှင်းလိုက်မယ်ထင်ပြီးရဲကြပေမဲ့သူမကချက်ချင်းအပဲလက်ခံလိုက်ပါတယ်အဲ့ဒီနောက်မှာကျွန်ကသူ့ခွေးကိုသူငယ်ချင်းစီအထားခဲ့ပြီးအမျိုးသမီးနဲ့တွေ့ဖို့ထွက်လာခဲ့တယ်သူမကိုရုပ်ရှင်လိုက်ပြပေမဲ့ရုတ်တရက်ခွေးကဘယ်ကနေရောက်လာမှမသိရဲပေါ်လာပြီးအခိုက်တန်လေးကိုဖျက်ဆီးပစ်လိုက်တယ်ကျွန်ကခွေးကိုအိမ်ပြန်ပို့ပြီးဒိတ်လောက်တာကိုပြန်ဆက်ခဲ့ရတယ်အဲ့ဒါပြီးတော့သူတို့နှစ်ယောက်ကန်းချေသွားပြီးတရားဝင်တွဲလိုက်ကြတယ်ဖြည်းဖြည်းချင်းနဲ့ခွေးကလည်းနန်စီကိုလက်ခံလာတဲ့အရာအောင်အဆင်ပြေနေပေမဲ့ကံကြမ္မာကတခြားစီစဉ်တွေရှိနေခဲ့ပါတယ်ဒီနေ့မှာကျွန်လောက်ကနေအိမ်ပြန်လာတော့ရုတ်တရက်မတော်တဆမှုဖြစ်သွားခဲ့တယ်အောင်ကသူ့စာပနာအတွက်ရောက်လာကြပေမဲ့ခွေးကတော့သူ့တခင်ဘာလို့ပြန်မလာလဲဆိုတာနားမလည်ရှာပါဘူးသူကတကားနားမှာထိုင်ပြီးစောင့်နေခဲ့တဲ့ရက်တွေကနေရက်တစ်ပတ်တွေဖြစ်လာတယ်တလားလုံးလုံးကုံဆုံးသွားတယ်ဒီနေ့ကျတော့ခွေးကသူ့တခင်ကိုကိုယ်တိုင်ရှာမယ်လို့ဆုံးဖြတ်လိုက်တယ်သူအရင်ဆုံးကျွန်းရဲ့အလုပ်ခွင်ကိုသွားတယ်အဲ့ဒီကလူတွေအားလုံးကခေါင်းငုံထားကြတယ်ပြီးတော့သူကျွန်းသွားနေကြစူပါမားကတ်နဲ့ဘားဆိုင်ကိုသွားတယ်သူဆက်ရှာနေခဲ့တယ်တိုင်းပြည်တစ်ဝက်လောက်ရှောက်သွားခဲ့ပေမဲ့တခင်ရိတ်ရောင်မတွေ့ခဲ့ရဘူးနှစ်တွေကြာတဲ့အထိခွေးကရှောက်သွားနေခဲ့အောင်ပါပဲဒီနေ့ကျတော့ငါတခင်အိမ်ပြန်ရောက်နေပြီလားလို့တွေးမိလိုက်တယ်မျောလင်းချက်တွေနဲ့အတူသူရက်ကွက်ဟောင်းစီပြန်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီရောက်တော့အိမ်ကလူမရှိပါဘူးအဲ့ဒီအချိန်မှာပဲနန်စီကသူ့ကိုတွေ့သွားတယ်သူမကခွေးကိုမွေးစားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူမရဲ့အိမ်ရှင်တစ်ကခွေးမုန်းတာကိုသူမမသိခဲ့ပါဘူးသူကခွေးကိုအတင်းတမအပြင်လွတ်ပစ်လိုက်တယ်နန်စီခတ်မြာယူကျုံမရဖြစ်သွားတယ်သူမသူငယ်ချင်းတွေကိုအကုန်ပြောပြလိုက်တယ်အားလုံးကဒေါသထွက်သွားကြတယ်ဘာလို့လဲဆိုတော့အခုချိန်မှာခွေးကလူတိုင်းရဲ့အချစ်တော်ဖြစ်နေပြီလေသူတို့ကအဲ့ဒီလူရဲ့အိမ်ကိုဝိုင်းလိုက်ကြတယ်ကြောက်လန့်ပြီးသူကားပေါ်တက်မောင်းပြေးသွားတယ်အဲ့ဒီနေ့နောက်ပိုင်းဘယ်သူမှခွေးကိုနှင်မထုတ်ကြတော့ပါဘူးဒါပေမဲ့ခွေးလေးကတော့စိတ်ထိခိုက်နေပြီးသူ့တခင်ဆုံးရှုံးလိုက်ရတာကိုဝမ်းနဲ့ပူဆွေးနေတော့မှပဲဒီနေ့မှာသူအိမ်ကနေတိတ်တဆိတ်ထွက်သွားခဲ့တယ်လူတွေတီးသွားတဲ့အခါအားလုံးကဝမ်းရှာကြတယ်နောက်ဆုံးတော့သူ့တခင်ဟောင်းရဲ့အုပ်ကူဘေးမှာအသက်မဲ့နေတဲ့သူ့ကိုတွေ့လိုက်ကြရတယ်ကဲပြောကြည့်ပါဦးသူငယ်ချင်းတို့ရေမင်းတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကရောမင်းတို့ကိုဒီလောက်တောင်ချစ်ကြရဲ့လား